Instagram မှာ follower များပြီးလူတက်ညားနေတဲ့အပြားမင်းသမီးတွေဘယ်သူတွေလဲဆိုတာသိချင်ရင်ဒီဗီဒီယိုကိုအဆုံးထိလိုက်ကြည့်လိုက်ပါတက်လိုက်ကြရအောင် Valentina Nappi သူမတို့ Instagram မှာ fan တွေအများကြီးရှိတဲ့မင်းသမီးတစ်ယောက်ပါ follower 5.2 million ရှိပါတယ် Stormy Daniels လူသိများတဲ့ public figure တစ်ယောက်ဖြစ်ပြီး follower 414k ရှိပါတယ် Alexis Texas သူမတို့ Instagram မှာ fan base အားကောင်းပြီး follower 6 million ရှိပါတယ် Kendra Last social media မှာအလွန်အင်အားကောင်းတဲ့မင်းသမီးတစ်ယောက်ဖြစ်ပြီး follower 8.8 million ရှိပါတယ်Sophia D သူမရဲ့ content နဲ့ present ကြောင့်ပရိသတ်တွေအကြားထင်ရှားသူတစ်ယောက်ပါ follower 681.4k ရှိပါတယ် Sarah G အတွေ့အကြုံရင့်ပြီးပရိသတ်တွေရဲ့အားပေးမှုအမြဲရရှိနေတဲ့မင်းသမီးတစ်ယောက်ပါ follower 5.3 million ရှိပါတယ် Lisa Ann လူသိမြဲပြီး Instagram ပေါ်မှာလည်းတည်ငြိမ်တဲ့ popularity ရှိသူပါ follower 4.6 million ရှိပါတယ် Abela Danger ဒီမှာတော့ Instagram မှာအရင်လူကြိုက်ညာပြီး engagement ကောင်းကောင်းရထားသူပါ follower 9.5 million ရှိပါတယ် Riley Reid social media ပေါ်မှာ fan တွေအလွန်များပြီး follower 9.2 million ရှိပါတယ် Mia Malkova ဒီစီးရင်ထဲမှာထိတ်ဆုံးနေရာကိုရထားသူဖြစ်ပြီး Instagram follower 12 million နဲ့အများဆုံးရရှိထားပါတယ်ဘယ်သူ့ကိုအကြိုက်ဆုံးလေးပြောခဲ့ပြီးနောက်ဗီဒီယိုအတွက် channel လေးကို follow လုပ်ထားပေးခဲ့ပါအောင်ကျေးဇူးတင်ပါတယ်